ပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့မြမဆက်တပင်လောကရဲ့ကျေပွင့်ပရိသတ်တွေရဲ့အသေးကြော်မင်းသားလေးစမ်းရည်မိုးနဲ့ပတ်သက်ပြီးအားလုံးကိုကြည်နူးအတူယူစရာသတင်းလေးတစ်ခုတင်ဆက်ပေးခြင်းပါတယ်လက်တလောလူမှုကွန်ရက်စာမျက်နှာတွေမှာရောတပင်ချစ်သူတွေကြားမှာပါအရန်ကိုပြောစမှတ်တွေ့နေတာကတော့စမ်းရည်မိုးတယောက်ကျမရေးမကောင်းဖြစ်နေတာတောင်မှပရိသတ်ကိုငဲ့ညာပြီးအကောင်းဆုံးကပြဖျော်ဖြေသွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်မကြသေးခင်ကပြုလုပ်ခဲ့တဲ့ကပြဖျော်ဖြေပွဲတစ်ခုမှာမင်းသားလေးစမ်းရည်မိုးဟာကျမရဲ့အနေငယ်မကောင်းဖြစ်နေခဲ့ပါတယ်တကယ်တော့ဒီလိုအခြေအနေမျိုးမှာနာနာနေနေတင်တာမှန်ပြီးမဲ့သူ့ကိုလာရောက်အားပေးကြတဲ့ပရိသတ်တွေရဲ့မျက်နှာကိုထောက်ထားပြီးအကြောင်းပြချက်မပေးဘဲဇက်စင်ထက်မှအာသွန်ခွန်ဆိုင်ကပြသွားခဲ့တာပါဗီဒီယိုဖိုင်တွေထဲမှာကြည့်ရင်သိတာပါတယ်ဇက်စင်အောက်ရောက်တဲ့အချိန်မှာပင်မနွမ်းနယ်နေပြီးမဲ့မီးအောင်အောက်ကိုရောက်သွားတာနဲ့ပရိသတ်ကိုအပြုံးမပြတ်ဖျော်ဖြေခဲ့တာပါဒါဟာအနုပညာရှင်တယောက်မှရှိတဲ့စိတ်ဓာတ်ကိုအပြည့်အဝပြသလိုက်တာပဲဖြစ်ပါတယ်ရှင်ကျမတို့ channel ရဲ့အမြင်အရပြောရမယ်ဆိုရင်ဒီဖြစ်ရဟာစမ်းရည်မိုးရဲ့အောင်မြင်မှုဟာကံကောင်းရုံသက်မဟုတ်ဘူးဆိုတာသက်သေပြနေပါတယ်တပင်လောကမှာမင်းသားတယောက်ဖြစ်ဖို့ဆိုတာကားတက်ယုံနဲ့မပြီးပါဘူးအခုလိုပရိသတ်အပေါ်ထားရှိတဲ့စေတနာနဲ့တာဝန်သိစိတ်ကပိုပြီးအရေးကြီးပါတယ်သူသာကျမ်းမာရေးကိုအကြောင်းပြပြီးပွဲဖြတ်လိုက်ရင်လည်းဘယ်သူမှအပြစ်ပြောမှာမဟုတ်ပေမဲ့သူကတော့သူ့ကိုလာကြည့်တဲ့သူတွေစိတ်ပြတ်မသွားဖို့မိမိရဲ့ဝေဒနာကိုဘေးဖယ်ထားခဲ့ပါတယ်ဒါဟာလေးစားစရာကောင်းတဲ့ professional ဆန်မှုပဲဖြစ်ပါတယ်ပရိသတ်တွေရဲ့တုံ့ပြန်မှုကိုကြည့်မယ်ဆိုရင်လည်း online ပေါ်ကမှတ်ချက်အတော်များများမှာဒီကလေးလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတဲ့အနုပညာအပေါ်ထားတဲ့စိတ်ဓာတ်ကတကယ်ကိုလူကြီးဆန်တယ်ဆိုတဲ့ချီးကျူးသံတွေညံနေပါတယ်တချို့ကလည်းနေမကောင်းဖြစ်နေတာတောင်ခြေဟန်လက်ဟန်တွေကအစအားရစရာကောင်းနေတုံးပဲလို့မှတ်ချက်ပေးနေကြပါတယ်ဒီလိုခက်ခဲတဲ့အခြေအနေကြားကနေအကောင်းဆုံးတင်ဆက်ခဲ့တဲ့အတွက်စမ်းရည်မိုးအပေါ်ထားရှိတဲ့ပရိသတ်တွေရဲ့အချစ်ကရခင်ကထပ်ပိုပြီးတော့တောင်ခိုင်မြဲသွားတယ်လို့သုံးသပ်မိပါတယ်ရှင်ပရိသတ်ကြီးတို့ရောအခက်အခဲတွေကြားကနေပရိသတ်ပျော်ရွှင်ဖို့ကိုပဲဦးစားပေးခဲ့တဲ့မင်းသားလေးစမ်းရည်မိုးရဲ့အမှုပညာစိတ်ဓာတ်အပေါ်ဘယ်လိုမြင်ကြသလဲရှင်မင်းသားလေးအတွက်အားပေးစကားလေးတွေကိုလည်း comment မှာရေးသားပေးခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာသတင်းတွေနဲ့ဗဟုသုတတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲကိုယ်စိတ်နှဖျကျန်းမာချမ်းသာကြပါစေရှင်